ခွေးတွေဟာလူသားတွေရဲ့အကောင်းဆုံးသင်္ကန်းချင်းတွေဖြစ်ကြပေမဲ့တချို့ကတော့ဇိမ်ခံမှုတက်တက်ဝေးမြူကြပါတယ်။ဒီနေ့မှာတော့အမွှေးဆုပ်ဖွားဖွားနဲ့ရှစ်ဆရာကောင်းတဲ့ခွေးတွေအမဲလိုက်ရာမှာတော်တဲ့ခွေးတွေဒါမှမဟုတ်ဈေးကြီးပေးရတဲ့ခွေးတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးကြပါဗျာ။အာဖဂန်ဟောင်းခွေးမျိုးဟာရှည်လျားနူးညံ့တဲ့အမွှေးများမန်ပါတဲ့ကိုယ်ဟန်အနေထားနဲ့ထိုးပေါက်မြင်နိုင်တဲ့အကြည့်တို့ဖြင့်ထင်ရှားပါတယ်။သူတို့လမ်းလျှောက်နေတဲ့ပုံစံကလေထဲမှာလွင်မျောနေသလိုဖြစ်နေပါတယ်။ဒီခွေးမျိုးကိုအာဖဂန်နစ္စတန်ပါကစ္စတန်နဲ့အိန္ဒိယမြောက်ပိုင်းတို့ရဲ့ကျန်းတန်းတဲ့တောင်တန်းဒေသများမှာလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကသားကောင်များကိုလိုက်လံဖမ်းဆီးရန်အတွက်မွေးမြူခဲ့ကြပါတယ်။သူတို့ရဲ့ထူထဲတဲ့အမွှေးများဟာကျန်းတန်းတဲ့ရာသီဥတုတန်းမှာကာကွယ်ပေးပါတယ်။20ရာစုမှာသူတို့ရဲ့ထူးခြားတဲ့အသွင်ပြင်ကြောင့်နာမည်ကြီးလာခဲ့ပြီးခွေးပြပွဲများမဂ္ဂဇင်းမျက်နှာဖုံးများနဲ့ကြော်ကြားသူတို့ရဲ့လက်ထဲမှာနေရာယူလာခဲ့ပါတယ်။သူတို့ရဲ့အမွှေးများကိုလေ့ကျင့်ပြီးတင်ပေးရန်လိုအပ်ပြီးအလွန်လွတ်လပ်တဲ့စိတ်ဓာတ်ရှိကြပါတယ်။ဒီလိုခွေးမျိုးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့အနည်းဆုံးဒေါ်လာ9000ကုန်ကျနိုင်ပြီးမျက်စိတိမ်နဲ့တွန်းကြက်ယောဂများဖြစ်ပွားတတ်သောကြောင့်ကုသစရိတ်မှာဒေါ်လာ3000အထိရှိနိုင်ပါတယ်။နော်။ရှောင်းဝုန်းရုပ်ကလေးနဲ့တူတဲ့ရှောင်းခွေးမျိုးဟာလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကတရုတ်နိုင်ငံမြောက်ပိုင်းမှာစတင်ပေါက်ဖွားခဲ့ပါတယ်။သူတို့ရဲ့ထူးခြားချက်ကတော့ရှင်သေးကဲ့သို့သောလေဆံမွေးနဲ့ရှာတို့မှာအပြာနဲ့ရောင်ရှိပါတယ်။ဒီခွေးတွေဟာလွတ်လပ်တဲ့စိတ်ဓာတ်ရှိပြီးအများဆုံးမိသားစုဝင်တစ်ဦးကနေနှစ်ဦးကိုသာအထူးခင်တွဲတတ်ပါတယ်။နေမြေပိုင်နဲ့များသတ်မှတ်တတ်ပြီးလေ့ကျင့်တဲ့အခါမှာလည်းမှန်ကန်လှုပ်ဆောင်တတ်ပါတယ်။ဒီခွေးလေးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့အရေးသွေးမြင့်ခွေးပေါက်တစ်ကောင်ကိုအမေရိကန်ဒေါ်လာ11,000အထိတန်ဖိုးရှိနိုင်ပါတယ်။အဲ့ဒါအပြင်တစ်ပစုံယိုမျက်ခွန်လိပ်ရှင်းနဲ့အရေပြားယောဂများဖြစ်ပွားတတ်တာကြောင့်စိတ်ကူးစားစရိတ်မှာအလွန်များပြားနိုင်ပါတယ်နော်။စက်မိုင်ရဲ့ပြုံးနေတဲ့နှင်းခွေးလို့လူသိများတဲ့ဒီခွေးမျိုးဟာစိုက်ဘေးရီးယားဒေသမှာဆင်းသက်လာပါတယ်။သူတို့ရဲ့ဖြူဖွေးထူထဲတဲ့အမွှေးများနဲ့ထင်ရှားတဲ့စမ်းမီအပြုံးတို့ကြောင့်လူရှိလူခင်ပေါ်များပါတယ်။သူတို့ကအဖွဲလိုက်ဆိုဖာဆွဲတာနဲ့တမင်အုပ်များကိုထိန်းချောင်းကြပါတယ်။အေးတဲ့အချိန်မှာသူတို့ကိုပွေထားမယ်ဆိုရင်တခင်တွေအတွက်အနှွေးဓာတ်ကိုကောင်းကောင်းပေးနိုင်ပါတယ်။သူတို့တွေကသစ္စာရှိပြီး12နှစ်အထိအသက်ရှင်နိုင်ပါတယ်။ညင်တော်ထဲမှာပျော်မွေ့ကြပြီးအပူချိန်0ဒီဂရီဆဲလ်စီယပ်အထက်ရှိမယ်ဆိုရင်သူတို့ရဲ့အမွှေးတွေကျွတ်ကြတတ်ပါတယ်။ဒါကိုတချို့လူတွေကရှီပြုတ်လုပ်တတ်ကြပါတယ်။သူတို့တွေကလေ့ကျင့်တဲ့အခါမှာတိကျကျလှုပ်ဆောင်တတ်ပြီးတခါတလေမှာပြင်းတတ်ပါတယ်။သူတို့ကပုံမှန်အားဖြင့်အစားအစာကောင်းများစားတတ်ပြီးလက်သက်ရှိတဲ့ပါညက်ပေးရပါတယ်။သူတို့ကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့မျိုးရိုးကောင်းတဲ့ခွေးပေါက်တစ်ကောင်ကိုအမေရိကန်ဒေါ်လာ14,000အထိဈေးရှိနိုင်ပါတယ်။အမွှေးလွန်ကျွတ်ပြီးကြောက်ကယောဂများဖြစ်ပွားနိုင်ခြေရှိတာကြောင့်အထူးဂရုစိုက်ရန်လိုအပ်ပါတယ်ခင်ဗျာ။လူရှန်သို့မဟုတ်ရှင်သေးခွေးငယ်လို့ခေါ်တဲ့ဒီခွေးမျိုးဟာဥရောပငူးမတ်များအကြားရာစုနှစ်ပေါင်းများစွာလူကြိုက်များခဲ့ပါတယ်။ရှင်သေးခွေးငယ်မှာထူးဆန်းပြီးလျှို့ဝှက်စမ်းကြဲတဲ့ဇလန်တပုတ်ရှိနေပါတယ်။10ရာစုမှစတင်ခဲ့ပြီးလက်ကာလကရုပ်ပုံတစ်ခုမှာရှင်သေးနဲ့တူတဲ့ခွေးတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။သမိုင်းပညာရှင်တွေကတော့ဒါဟာတကယ်ဟုတ်မဟုတ်ငင်းခုန်နေကြတော့မှဘယ်လ်ဂျီယံနယ်သာလန်နဲ့ဂျာမနီကဝိရှိတဲ့သူတွေကလာရောက်ကြည့်ရှုကြပါတယ်။တချို့ကမျိုးရိုးကိုကြိုက်ကြပြီးတချို့ကသူတို့ရဲ့ယုံကြည်ချက်ကြောင့်လာကြတာပါ။နောက်ပိုင်းမှာဒေသခံခွေးမျိုးစားတွေနဲ့ရောဆက်ပြီးဉာဏ်ပညာနဲ့အလှတရားကိုပေးစွမ်းပါတယ်။သူတို့တွေရဲ့ထူးခြားချက်ကတော့ကလေးတွေနဲ့ပေါ်ရည်စွာနေတတ်ပါတယ်။အချိန်ကမျိုးသုံးလုံးနီးပါးဖြစ်ခဲ့တာကြောင့်ယနေ့မှာရှားပါဆုံးခွေးမျိုးစိတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ရှားပါမှုကြောင့်ခွေးပေါက်တစ်ကောင်ရဲ့ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ12,000အထိရှိနိုင်ပါတယ်ခင်ဗျာ။ဝန်ပလွေနဲ့ခွေးဆက်ထားတဲ့ဒီမျိုးစိတ်ဟာ18ရာစုကတည်းကစတင်ပေါ်ပေါက်ခဲ့ပါတယ်။သူတို့ရဲ့တောရိုင်းဆန်မှုနဲ့အိမ်မွေးလိမ့်ဆန်တို့ရဲ့သစ္စာရှိမှုကိုပေါင်းစပ်ထားတာကြောင့်အထူးတန်ဖိုးကြီးကြပါတယ်။ဝန်ပလွေနဲ့ခွေးပေါင်းဆက်ပြီးပုံစံမတူတဲ့ရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ဝန်ပလွေတွေကပုံမှန်အားဖြင့်ရန်မှုတတ်တော်လဲပေါင်းဆက်မှုရလဒ်ကတော့သခင်တယောက်ပေါ်သစ္စာရှိမှုနဲ့ဝန်ပလွေတွေရဲ့လွတ်လပ်မှုကိုပေးစွမ်းပါတယ်။အိန္ဒိယနိုင်ငံဟိုကာမီအမည်ရှိဝန်ပလွေကော်ကေရှန်ခွေးဆက်တစ်ကောင်ကိုအမေရိကန်ဒေါ်လာ1.8 သန်းဖြင့်ရောင်းချခံခဲ့ရပြီးကမ္ဘာဈေးကြီးဆုံးခွေးများထဲမှာတစ်ကောင်ဖြစ်ပါတယ်။ယခုလိုမျိုးဆက်မှုမှာအလွန်ရှားပါးတာကြောင့်ဈေးနှုန်းအလွန်မြင့်မားနိုင်ပါတယ်။မြောက်တိဘက်တန်မတ်တစ်တိဘက်နဲ့နီပေါနိုင်ငံတို့ရဲ့တောင်တန်းဒေသများမှာဆင်းသက်လာတဲ့ဒီခွေးတွေဟာဝန်ပလွေဝက်ဝံရှင်သေးကဲ့သို့သောတာယန်လိမ့်ဆန်များရံမှာ
လိမ့်ဆန်အုပ်များကိုကာကွယ်ရန်မွေးမြူခဲ့ကြပါတယ်။လယ်ဘက်နဲ့ပခုံးတစ်ဝိုက်မှာရှိတဲ့ရှင်သေးလယ်ဆန်မွေးကဲ့သို့သောထူခဲ့တဲ့အမွေးများရှိရာကြောင့်သူတို့ကိုရှင်သေးနဲ့တောင်နှိုင်းယှဉ်လေးရှိကြပါတယ်။ဒီခွေးမျိုးတွေကအထူးသဖြင့်တရုတ်နိုင်ငံမှာကြွယ်ဝချမ်းသာမှုရဲ့ပြရုပ်တစ်ခုဖြစ်လာခဲ့ပြီးတစ်ချိန်ကခွေးပေါက်တစ်ကောင်ကိုအမေရိကန်ဒေါ်လာ1.9 သန်းဖြင့်စံချိန်တင်ရောင်းချခဲ့ပူပါတယ်။ရေဘူးရအဖြစ်ခွေးပေါက်တစ်ကောင်ကိုအမေရိကန်ဒေါ်လာ3000ကနေ1000အထိတန်ဖိုးရှိပါတယ်။သူတို့ဟာအစားလွန်စားပြီးကြီးမားတဲ့နေရာလိုအပ်တာကြောင့်ပြည်သူဆောင်ရှောက်ရန်စရိတ်မှာလည်းအလွန်မြင့်မားပါတယ်။မြော